Arafat နေ့ရဲ့ roza ကတော်တော်ကိုမြတ် hajj မှာတွားပြတဲ့လူတွေကမိမိအိမ်မှာရှိနေတဲ့ချိန်မိမိတို့ရဲ့မြို့ရွာတွေမှာရှိနေတဲ့ချိန်ဟာ Arafat နေ့ရဲ့ roza ကိုလုံးဝမလွတ်စေနဲ့ကျွန်တော်တို့ Qurbani ကပြင်ဆင်မှုတွေမှာ Arafat နေ့ရဲ့ roza ကိုဇရေးလိုက် hadith တော်ထဲမှာမှန်ကန်ခိုင်လုံတဲ့ hadith တော်ထဲမှာတမန်တော်မြတ်ကြီးအမိန့်ရှိတယ်ဆွေယာမူယောမီ Arafah ahtasibu ala Allah an yukaffira sana alladhi qabla walladhi ba'da ဘလောက်တော့တမန်တော်မြတ်ကြီးကအမိန့်ရှိလဲဆိုတော့ Arafat နေ့ရဲ့ roza ဟာတဲ့ Allah ရှုမြတ်တခင်ကဒီ roza လေးတစ်လုံးထားလိုက်ရုံနဲ့ကျွန်တော်ရဲ့ရှေ့တစ်နှစ်မှာပြီးခဲ့တဲ့နှစ်မှာကျွန်တော်လုပ်ခဲ့တဲ့ဂုဏတွေအားလုံးကိုလည်း Allah က maaf လုပ်မယ်နောက်နှစ်ကျွန်တော်လုပ်မဲ့ဂုဏတွေအကုန်လုံးကိုလည်း Allah က maaf လုပ်မယ်ဆိုပြီးတော့တမန်တော်မြတ်ကြီးကအမိန့်ရှိခဲ့တယ်ဒီ roza လေးတစ်လုံးထားလိုက်ရုံနဲ့ပြီးခဲ့တဲ့တစ်နှစ်ပတ်လုံးမှာလုပ်ခဲ့တဲ့ဂုဏတွေအားလုံးကိုလည်း Allah maaf လုပ်မယ်လာမယ့်နှစ်မှာလုပ်မဲ့ဂုဏတွေကိုလည်း Allah ကခွင့်လွှတ်မယ်ဆိုပြီးတမန်တော်အမိန့်ရှိခဲ့တယ်ဟာဂျီတွေကတော့ roza ထားစရာမလိုဘူးတမန်တော်မြတ်ကြီးက roza မထားခဲ့ဘူး hajj မှာတွားပြတဲ့လူတွေကတော့ roza ထားပါဒီ roza ကတော်တော်ကိုမမြတ်တဲ့ roza ဖြစ်ကျွန်တော်တို့ရဲ့ဆရာ Hadat Maulana Mufti Mahmood Sheikh Sahib Rahmatullahi Alayhi ဆရာကြီးကဘလို့ပြောပြလဲဆိုတော့ဒီကာလရောက်ပြီးဆိုလဟတ်လာရောက်ပြီးဆိုရင်သူရဲ့ဘယာနဲ့မှာအများအားပါလေးရှိတယ်ရှစ်တနစ်ကိုအလ္လာဟ်ရှမြတ်တခင်က roza ဂုဏတွေကို maaf လုပ်မယ်လို့ပြောတယ်ဆိုတဲ့သဘောက Arafat နေ့ရဲ့ roza ထားပြလိုက်တဲ့လူကတဲ့သူကလောက်တနစ်ပါသူအသက်ရှင်မယ်ဆိုပြီးဒါအလ္လာဟ်ဘက်ကတွေ guarantee တစ်ခုပေးလိုက်ခြင်းပဲ Arafat ရဲ့ roza ထားခွင့်ရသွားပြီဆိုရင်ဒါနောက်နှစ်ကိုလည်းသူကအသက်ရှင်လိမ့်မယ်အဲ့တော့ဒီ roza ကိုမပြတ်မကွက်လေးတေးသေးချာနဲ့အလေးအနက်ထားပြီးတော့ဒီ roza ကိုထားပါတော်တော်ကိုမွန်မြတ်တဲ့နေ့ဖြစ်တယ်တော်တော်ကိုထွတ်မြတ်တဲ့နေ့ဖြစ်တယ်တကယ်နေကြီး10ရက်ထဲမှာလဲဒီနေ့ကအပါဝင်ဖြစ်နေတဲ့အပေါ်မှာကျွန်တော်တို့ဒီအလိုကိုမွန်မြတ်တဲ့ Arafat ရဲ့ roza ကို Qurbani အနောက်လိုက်ရင်းနဲ့နွားအနောက်ကိုလိုက်ရင်းနဲ့လုံးဝဇရေမဖြစ်ဖို့အင်တာမအရေးကြီးတယ်အဲ့ဒီနေ့က roza ကိုမပြတ်မကွက်ထားကြပါဆိုပြီးတော့စောတိုက်တွန်းလို့လေ